Good morning everyone ဒီနေရာလေးကတော့ပါဝိုင်တင်ပင်လယ်မှာရှိတဲ့ admin တို့ရောက်နေတဲ့ hotel လေးပါပဲဒါကဒီနေရာလေးကလေအရင်တေးလို့ကောင်းပါတယ်သူက2 bedroom ရှိတာပေါ့နော်သူ့ရဲ့အခန်းကားတွေကတော့တည့်ရတိုင်းတင်ပင်လယ်မှာအခန်းကားရာစီကြည့်ပါတယ်သူ့စီမှာဒုံနဲ့အဲ့လိုမျိုးမှန်ခန်းဆိုပြီးတော့ရှိတယ် admin တို့ရောက်သွားတဲ့အချိန်မှာတော့လေသူ့ရဲ့တိမ်ကလေအရှမ်းလာပါတယ်နော်ဒါပေမဲ့လေသူကလည်းဟိုပြောမယ်ဆိုရင်ကန်ကောင်းတဲ့အနည်းဆိုရင်တော့တိမ်နေအများကြီးတွေ့ရတာပေါ့admin တို့သွားတဲ့နေရာတော့တိမ်နေအများကြီးတွေ့လို့ဓာတ်ပုံလာလေးတွေအများကြီးရိုက်ခဲ့ရပါတယ်နော်ကဲတချို့နေ့တွေမှာလည်းတချို့လူတွေသွားတာမတွေ့ခဲ့ရပါဘူး admin တို့ကတော့မနက်9 နာရီခွဲထားတယ်ထားပြီးတော့6 နာရီကနေပြီးတော့9 နာရီလောက်အထိလေဒီလောက်ထိတော့တိမ်မထူတော့ဒီလောက်ထိတိမ်ထူမယ်ဆိုရင်မနက်9 နာရီခွဲလောက်ဆိုရင်တော့ဒီလောက်ပဲရှိရဲ့နောက်ပိုင်းကျရင်တိမ်တွေကလေနေတဖြည်းဖြည်းလွင့်သွားပါတယ်ဒါပေမဲ့တိမ်တက်တဲ့နေ့ဆိုတိတ်ကိုလာတာနော်ပါဝိုင်တိမ်ပင်တွေကခုလိုမျိုးမိုးရင်းချိန်ဆိုရင်တိမ်ကအမြဲတမ်းရှိတတ်ပါတယ်။နှွေရာသီမှာတော့မရှိဘူးဒါမျိုးချိန်ဆိုရင်မိုးရွာပြီးမနက်ဆိုရင်တိမ်အမြဲတမ်းတက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်